အားလုံးမင်္ဂလာပါနော်အားလုံးမင်္ဂလာပါအခုကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ချင်းနေကိုကျွန်တော်နည်းနည်းသုံးသပ်ပြမယ်နော်အခုသတင်းတွေကြားနေရတာနော်ကျွန်တော်မြန်မာနိုင်ငံနော်မြန်မာနိုင်ငံတနိုင်ငံတည်းမှာတိုင်းသားဘုံဆောင်နဲ့တိုင်းသားဘောင်းဆောင်နဲ့အသိဒီနဲ့နေလာတာနော်နေကြတဲ့ကျွန်တော်မြန်မာနိုင်ငံတိုင်းသားပေါင်းဆောင်နေကြတဲ့မြန်မာနိုင်ငံနော်အဲ့ဒီမြန်မာနိုင်ငံထဲမှာအခုလို့ကျွန်တော်တို့နော်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေနော်ကော့တူလေးနိုင်ငံဆိုတဲ့နိုင်ငံတည်ထောင်ဖို့ဆိုတာကျွန်တော်တို့အနေနဲ့ဘလို့မှကျွန်တော်တို့ပြည်သူတွေနဲ့ဘလို့မှလက်ခံလို့မရဘလို့မှလည်းကျွန်တော်တို့ခေါ်လို့လည်းမကောင်းเนาะဘလို့မှကော့တူလေးနိုင်ငံလို့ဘလို့မှကျွန်တော်တို့ခေါ်လို့လည်းဆင်မပြေဘူးကျွန်တော်တို့နိုင်ငံထဲမှာလည်းခွင့်ပြုချက်ပေးမှာမဟုတ်เนาะဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောရဲဆိုလို့ရှိရင်အခုเนาะကော့တူလေးဆိုတာကကျွန်တော်တို့ဖြစ်ထိုက်တာဟာလေးကိုကျွန်တော်ပြောပေးမယ်နော်ဖြစ်ထိုက်တာလေဟာလေကော့တူလေးမြို့ဒါကျွန်တော်တို့လက်ခံပေးလို့ရတယ်ကော့တူလေးသိန်းကျွန်တော်တို့လက်ခံပေးလို့ရတယ်ကော့တူလေးရွာမြို့သိန်းကျွန်တော်တို့ကလက်ခံပေးလို့ရနေတယ်နော်အခုပေါ့မျိုးစနမျိုးတိုက်တင်ဆက်လီတိုက်ကိုအဲ့လိုမျိုးပေါ့နော်ဒါလေးကိုကျွန်တော်တို့ပြည်သူတွေနေနဲ့နော်ကျွန်တော်ပြောချင်တာကဘလို့မှခွင့်ပြုချက်ပေးလို့မရဘူးကျွန်တော်တို့ပြည်သူတွေလည်းလက်ခံလို့မရဘူးဘာအတွက်ကြောင့်လက်ခံလို့မရလဲဆိုလို့ရှိရင်နောက်လာမဲ့ဖြစ်လာမဲ့အကျိုးတွေကိုကျွန်တော်တို့ကမြင်နေရတယ်ဆိုတော့ကျွန်တော်တို့ကြားမြင်ရလို့မြင်ရလို့အာရုံကြားမြင်တွေပါလေရလို့မဟုတ်ပညာတတ်လို့မဟုတ်ကျွန်တော်တို့ကဒီကြည့်တာနဲ့မြင်တယ်တွေ့တယ်ကြားတာနဲ့ဒီကိစ္စကမဖြစ်နိုင်ဘူးဘာဖြစ်လို့ကျွန်တော်မဖြစ်နိုင်ဘူးပြောရတယ်ဆိုလို့ရှိရင်ကဲကော့တူလေးရလဲကော့တူလေးနိုင်ငံဟင်းလောက်လိုက်မယ်ဆိုလို့ရှိရင်ကဲထားလိုက်ပါတော့ဥပမာကော့တူလေးလဲကော့တူလေးနိုင်ငံနော်မွန်ကလည်းမွန်နိုင်ငံကရှင်းလည်းကရှင်းနိုင်ငံကယားလည်းကယားနိုင်ငံရခိုင်လည်းရခိုင်နိုင်ငံဗမာလည်းဗမာနိုင်ငံစားပြီးတော့လောက်ရတော့မယ်နော်တဝဲလည်းတဝဲနိုင်ငံကျွန်တော်တို့လည်းတိုင်းသားနော်ကျွန်တော်တို့တနေ့တိုင်းနိုင်ငံဆိုကျွန်တော်တို့ထဲရောခင်ဗျားတို့ကြိုက်လားခင်ဗျားတို့လက်ခံနိုင်ပြီးလို့ရလားတနေ့တိုင်းနိုင်ငံလို့ကျွန်တော်တို့လုပ်မယ်ကျွန်တော်တို့နိုင်ငံလည်းကျွန်တော်တို့လုပ်မယ်ခင်ဗျားတို့လက်ခံပြီးလို့ရတယ်ကဲဥပမာရခိုင်နိုင်ငံလောက်လိုက်မယ်ခင်ဗျားတို့ရောကြိုက်လားလက်ခံပြီးလို့ရတာဒီကျွတ်စောလို့ရှိတဲ့မြန်မာနိုင်ငံထဲမှာခင်ဗျားတို့ဝင်လူနေလို့မရဘူးနော်ကရှင်းရောကရှင်းနိုင်ငံလို့လုပ်မယ်ကယားလည်းကယားနိုင်ငံလို့လုပ်မယ်ရှမ်းလည်းရှမ်းနိုင်ငံလို့လုပ်မယ်တောင်ကြီးကရှမ်းပဲရှမ်းလည်းရှမ်းနိုင်ငံလုပ်မယ်မွန်ကလည်းမွန်နိုင်ငံလုပ်မယ်ရခိုင်ကရင်ကလည်းကရင်နိုင်ငံလုပ်မယ်ဆိုရင်ဒီမြန်မာမြေပုံကထဲမှာနိုင်ငံပေါင်းစုံဆိုတော့ခင်ဗျားတို့ကလည်းရှက်စရာကြီးလည်းကောင်းတယ်နော်အခုပြောရမဆိုကော့တူလေးကမြန်မာနိုင်ငံမှာကော့တူလေးနိုင်ငံကြီးပေါ်လာတယ်ဆိုတော့ဘယ်နှမ်းမှတည်ထောင်ပါလဲတကယ်လို့ကိုတည်ထောင်ခြင်းနဲ့ဆိုလို့ရှိရင်တွားမြန်မာမြေပုံစီးကနေပြီးတော့အပြင်ကိုတွားမြန်မာမြေပုံစီးကနေအပြင်ကိုတွားခင်ဗျားတို့မြေပုံကြည့်လိုက်ကျွန်တော်တို့မြေပုံအများကြီးကြည့်တယ်မြန်မာနိုင်ငံမြေပုံစီးကနေတော့အပြင်ကိုတွားလိုက်တွားတည်ထောင်ကျွန်တော်တို့ခွင့်ပြုပေးတယ်တွားကိုကျဲလို့တောင်းထောင်ဒါပေမဲ့မြန်မာနိုင်ငံစီးထဲတော့မကြော်လာနဲ့မပေးဘူးမြန်မာနိုင်ငံမြန်မာပဲလေမြန်မာနိုင်ငံပေါ့တိုင်းသားပေါင်းဆောင်နဲ့
သူလက်တွဲရှင်ပြီးတော့နေလာကြတဲ့မြန်မာနိုင်ငံကိုဗျာအခုမှသူ့နိုင်ငံငါးနိုင်ငံထားလို့နေဆိုလို့ရှိရင်ခင်ဗျားတို့ကလည်းကျွန်တော်တို့ဒီအခုဖြစ်နေတဲ့စစ်ပွဲဘယ်ချိန်မှရပ်တတ်မှာလဲဘယ်လိုမှရပ်တတ်မှာလဲဘာဖြစ်လို့ကျွန်တော်ကကောက်ွက်ချင်တယ်ဆိုလို့ရှိရင်ခုနကျွန်တော်ပြောတော့ဥပမာနော်သူလည်းသူ့နိုင်ငံငါလည်းငါနိုင်ငံဖြစ်ခြင်းနဲ့ရခိုင်လည်းရခိုင်နိုင်ငံမော်လည်းမော်နိုင်ငံကရင်လည်းကရင်နိုင်ငံအခုကိုတီလူရလည်းကိုတီလူနိုင်ငံအဲ့လိုမျိုးကျွန်တော်တို့တနေ့တိုက်ရလဲတနေ့တိုင်းနိုင်ငံလို့ကျွန်တော်တို့ထားလို့မှဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံတိုင်းနိုင်ငံထဲမှာဟိုနိုင်ငံတွေများလဲဆိုတော့အဲ့မှာဟိုထပြီးတော့ဇောင်းကြတော့မယ်ပဲ့နေဦးထောင်ဦးနေပဲ့ထောင်ပဲ့နေဦးထောင်ဦးနေပဲ့ထောင်ဖြစ်ကုန်လိမ့်မယ်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့နောက်ဆော့ဘလူနာမှာဆိုကျွန်တော်တို့ပြည်သူတွေနာမှာခင်ဗျားတို့ကလက်နက်ကင်ပြီးတော့ခင်ဗျားတို့ကလှုပ်တယ်ခင်ဗျားတို့ကလက်နက်ကင်ပြီးတော့ဟိုတစ်ဖွဲ့နဲ့တစ်ဖွဲ့တနက်ကန်နဲ့တနက်ကန်လှုပ်ပြီးတော့တိုက်တော့မယ်အဲ့ကြားထဲမှာကျွန်တော်တို့ပြည်သူတွေကမနာဘူးလားနာတော့မယ်အဲ့ဒါအကျိုးအချက်လက်တွေအများကြီးပဲနော်ကျွန်တော်တို့ပြည်သူတွေနာခံရမှာကြားတဲ့ကကဲဟုတ်ပြီကိုတီလေးနိုင်ကကျွန်တော်ဘာဖြစ်လို့မဖြစ်ကြည့်အဲ့ဒီကိစ္စမြန်မာနိုင်ငံမြေပေါ်ရက်လဲတခြားနိုင်ငံကကြီးပြီမဲ့အဲ့လိုနိုင်ငံပေါင်းစုံလုံးမယ်ဆိုရင်တော့စိတ်မပြေဘူးနော်မြို့ဖြစ်တိမ်ဖြစ်ထဲလိုက်ရတယ်လက်ခံပြီးလို့ရတယ်ကိုတူလေးတိမ်ဒါမှမဟုတ်ကိုတူလေးမြို့ကိုတူလေးတပ်ဖွဲ့အဲ့လိုမျိုးလေးတော့လိုက်မဟာတပ်ဖွဲ့တို့အဲ့ဆင့်ပြေးတယ်နော်ခင်ဗျားဒီလိုလောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေကနော်လက်ခံလို့မရဘူးနော်ကျွန်တော်ပို့ဆိုရလိမ့်မယ်ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာနဲ့တူလာတဲ့တတူရလဲဆိုလို့ရှိရင်ကျွန်တော်တို့တပုံဓမြဖွဲ့မှာဗျာဥပမာဓမြဖွဲ့မှာနော်ဘူလို့ဖို့သူလည်းဘူလို့ချင်တယ်ငါလည်းဘူလို့ချင်တယ်သူလည်းဘူလူတယ်ငါလည်းဘူလူတယ်အဲ့ဒီလက်ငါးချောင်းလို့ပဲဘူလူနေကြတာအလဲမှာပြည်သူပဲအလဲမှာပြည်သူလို့ပဲတတ်မှတ်လိုက်နော်အလဲမှာပြည်သူလို့တတ်မှတ်လိုက်ဟိုဘက်လည်းတိုက်မှာဒီဘက်လည်းတိုက်မှာဟိုဘက်လည်းတိုက်မှာဆိုကျွန်တော်တို့အလဲမှာပြည်သူတွေတနာတော့မယ်ဘယ်လိုပဲလဲလို့ကျွန်တော်ပြည်သူတွေနာတော့မယ်ရှင်းတယ်နော်ဘယ်လိုပဲပြည်သူတွေနာတော့မယ်အဲ့တော့ခမည်းနိုင်ကကိုလာတိုက်ရင်ခမည်းတို့ပြန်ချမှာပဲဒီဘက်နဲ့ခမည်းနိုင်ကဖြစ်အောင်လုပ်လဲဆိုရင်လာတိုက်ရင်ဖြစ်ကြမှာပဲခက်ကြမှာအဲ့ဒါအချိန်မှာကျွန်တော်ပြည်သူတွေသိခံရမှာလားခုမြန်မာနိုင်ငံတလောက်နော်ခဏခဏဖြစ်နေတလောက်စစ်ရေးတလောက်တိတ်ကိုတလောက်နိုင်ငံရေးမကောင်းတဲ့ခင်းချင်းမှာခင်ဗျားတို့ကနိုင်ငံထားပြီးတော့ထူထောင်တယ်နိုင်ငံထားလို့မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကဘာနဲ့လက်သက်တာတို့ဆိုပွက်လက်လို့ဖြခင်းတို့ဖြစ်နေတယ်နော်ပွက်လက်လို့ဖြဝင်ခင်းတို့ဖြစ်နေတယ်ကျွန်တော်အဲ့ဒါတော့ကျွန်တော်ကတော့တဲ့ပဲပြောမှာနော်ကျွန်တော်တို့လည်းပြည်သူတွေပြလက်မခံဘူးခင်ဗျားတို့ကမရဘူးလောက်မှဆိုရင်တော့လောက်လေကျွန်တော်တို့တနေ့တိုက်တိုင်းကျွန်တော်တနေ့တိုက်နိုင်ငံကျွန်တော်တို့လောက်မယ်ခင်ဗျားတို့ကြိုက်လားကျွန်တော်တို့တနေ့တိုက်နိုင်ငံကြီးကျွန်တော်တို့လောက်လိုက်မယ်ခင်ဗျားတို့ကြိုက်လားခင်ဗျားတို့မကြိုက်ရင်ခင်ဗျားတို့လည်းဆက်မလုံးနဲ့ကြက်တဲ့လူလည်းကြိုက်မှာမဟုတ်ကချင်လည်းကြိုက်မှာမဟုတ်ကရလည်းကြိုက်မှာမဟုတ်မွန်လည်းကြိုက်မှာမဟုတ်ရှမ်းလည်းကြိုက်မှာမဟုတ်ရခိုင်လည်းကြိုက်မှာမဟုတ်ရခိုင်လောက်ရင်လည်းတခြားတိုင်းရင်းသားတွေကကြိုက်မှာမဟုတ်ဘာဖြစ်လို့မြန်မာနိုင်ငံမြေပုံထဲမှာမြန်မာနိုင်ငံမြေပုံထဲမှာဒီနိုင်ငံတွေဝင်တည်တယ်ဆိုတော့ခင်ဗျားတို့ကလည်းတွေးနေကိုရှက်ဖို့ကောင်းတယ်နော်မကောင်းဘူးဒီလိုမျိုးမြန်မာနိုင်ငံနော်ဒီလိုမျိုးနီးလာနေတဲ့မြန်မာနိုင်ငံဒီအဆောင်မဆိုလို့ရှိရင်နော်ဟိုရေခဲတောင်ရှိတယ်မြန်မာနိုင်ငံမြေပုံတိကျကြည့်လိုက်ရေခဲတောင်ရှိတယ်အဲ့ကနေ6ပြီးဆင်းလာမှဒီလိုမျိုးဆင်းလာတယ်အဲ့ဒါခလုံးအဲ့ဒါမြန်မာနိုင်ငံပွားပြီးဆိုလို့ရှိရင်အဲ့ရနေပြန်ဆင်းလာမှဒီလိုမျိုးအပေမှာဂီတာယူလေးမျိုးဆင်းသွားမယ်ဒါကျွန်တော်တို့တနေ့တိုက်ပြီးဂီတာယူလေးမှာဂီတာအယိုးမှာကျွန်တော်တို့တနေ့တိုက်မယ်နော်ဂီတာအယိုးဘက်မှာကျွန်တော်တို့တနေ့တိုက်မယ်
ဒါကြောင့်ကျွန်တော်တို့ကတနင်္သာရီတိုင်းကိုကျွန်တော်ပြင်လဲပိတ်နေဒါကျွန်တော်တို့နိုင်ငံလောက်လိုက်မယ်လေစင်ပြေးလိုက်အခုခင်ဗျားတို့ကသူလေးနိုင်ငံလောက်ဖို့ပြောလို့ကျွန်တော်တို့ကထားပြီးတော့ဒီချက်လက်ကိုကျွန်တော်တို့ကထောက်ပြတာနော်ဒါထောက်ပြတာနော်မဖြေနိုင်ဘူးခင်ဗျားတို့ထားလို့မှဆိုရင်ကျန်တဲ့တရင်သားလေးတွေထားလို့မှာပဲအဲ့တော့ကျွန်တော်ပြောတာလွယ်လေးပြကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုတိုင်းတောင်ဘုံဆုံးအားလုံးတည်ဆောက်ပြီးတော့မြန်မာနိုင်ငံကြီးကိုအကုန်လုံးစီစီလုံးလုံးညီညွတ်ညွတ်နဲ့ပဲမြန်မာနိုင်ငံကြီးမြန်မာအမိနိုင်ငံကြီးကိုပဲမြန်မာနိုင်ငံကြီးတိုင်းသားဘုံဆောင်နေထိုင်တဲ့မြန်မာနိုင်ငံကြီးပဲကျွန်တော်တို့ဆက်လက်ကျွန်တော်တို့ထားမှာဆက်လက်ပဲတော်လို့ရမြန်မာနိုင်ငံကြီးဆိုပြီးတော့ကျွန်တော်တို့အကုန်ယူဝင်ကြွားလို့ရတယ်နော်အတူလေးနိုင်ငံကြီးဆိုရင်အဲ့လိုမျိုးဘာပြီးတော့အကုန်ယူဝင်ကြွားလို့မရဘူးအတူလေးနိုင်ငံကြီးရဘယ်နှမတတ်တယ်မှာလဲတဲရင်နဲ့ဆိုရင်တော့မြန်မာမြေပုံရဲ့အစည်းပြင့်မှာသွားတယ်နော်မြန်မာနိုင်ငံရဲ့အစည်းအပြင့်မှာသွားတယ်ခင်ဗျာဘယ်နေမှာသွားတဲ့ချင်းနဲ့မှာသွားတယ်ကျွန်တော်တို့နိုင်ငံစီးထဲမှာတော့လာမတင်နဲ့ဗျာနော်ကျွန်တော်အဲ့လိုပဲပြောမယ်ဘာဖြစ်လို့ကိုလုံးကလက်နက်ကင်နဲ့တပ်ဖွဲ့တွေအများကြီးပဲကရှင်လည်းရှိတယ်ကရလည်းရှိတယ်နော်ရှမ်းလည်းရှိတယ်မွန်လည်းရှိတယ်ရခိုင်လည်းရှိတယ်တဝယ်လည်းရှိတယ်တိုင်းသားတွေအများကြီးပဲခင်ဗျာအဲ့လိုတက်လို့လို့မရဘူးကျွန်တော်တို့ပြည်သူလက်မခံသေးဘူးနော်စိတ်မပြေဘူးခင်ဗျားတို့တဲကျင်နေဆိုလို့ရှိရင်ခင်ဗျာမြို့ကိုတီလေးမြို့နော်ကိုတူလေးတိုင်းဆိုပြီးတော့ကျွန်တော်လက်ခံပေးလို့ရတယ်ကျွန်တော်ပြောချင်တာအဲ့ဒါနော်အခုကတော့ကျွန်တော်အဲ့လောက်နဲ့ပဲကျွန်တော်နောက်ဆုံးစကားကျွန်တော်ပြောချင်တာကကျွန်တော်မြန်မာနိုင်ငံအမြန်ဆုံးပြန်ကောင်းနိုင်အောင်ဒါကျွန်တော်တို့စီစီလုံးလုံးနဲ့လောက်ကြဖို့ပဲကျွန်တော်တို့ကတိုက်တွန်းခြင်းပဲเนาะအားလုံးပဲဟုတ်ကဲ့မင်္ဂလာပါ